မတို့ရဲ့ရပောင်းတရားအိတ်ဆက်ချင်းခရီးစဉ်ရဲ့ပထမဆုံးညကနေကြိုဆိုပါရယ်။မစခင်ခင်မှာအိယာပေါ်မှာတတောင့်တတအနေထားလေးယူလိုက်ပါ။မျက်လုံးလေးတွေကိုဖြည်းဖြည်းချင်းမိတ်ပါ။ဒီနေ့ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုလက်လွတ်လိုက်ပါ။အခုအချိန်မှာတင့်ရဲ့တစ်ခုတည်းသောအလုပ်ကအသက်ရှူဖို့နဲ့အနားယူဖို့ပဲဖြစ်ပါတယ်။နှာခေါင်းကနေလေကိုဝါဝါရှူသွင်းပါ။ခဏလေးအောင်ထားပါ။ပြီးရင်ပါးစပ်ကနေလေကိုဖြည်းဖြည်းချင်းပြန်ထုတ်လိုက်ပါအဆုပ်ထဲကိုလေတွေဝင်လာပြီးအေးချမ်းမှုကိုယူဆောင်လာတာကိုခံစားကြည့်ပါလေကိုပြန်ထုတ်လိုက်တဲ့အခါသင်္ခန္ဓာကိုယ်ထဲကစိတ်ဖိစီးမှုတွေအားလုံးထွက်သွားတယ်လို့စိတ်ကူးကြည့်ပါအေးချမ်းမှုကိုရှူသွင်းပါတင်းကျပ်မှုတွေကိုရှူထုတ်လိုက်ပါအခုသိတဲ့မျက်နှာပခုံးနဲ့လက်ဖွားလေးတွေကိုလှော့ချလိုက်ပါသင်ဟာဘေးကင်းလုံခြုံနေပါတယ်။သင်ဟာအေးချမ်းနေပါတယ်။ကဘာကြီးကတိတ်ဆိတ်နေတယ်လို့သင်ရဲ့စိတ်ကလေးလည်းတိတ်ဆိတ်နေပါတယ်။မနှက်ဖြန်အတွက်မစိုးရိမ်ပါနဲ့။မနှက်ဖြန်ပါသူ့ဘာသာသူအဆင်ပြေသွားပါလိမ့်မယ်။အခုအချိန်မှာသင်ဟာရှိတဲ့နေရာမှာအေးအေးချမ်းချမ်းရှိနေတာပါ။နည်းနည်းချိုက်ချိုက်အိပ်ပျော်သွားတဲ့အခါသင်ဟာချစ်ချင်းမေတ္တာတွေစောင့်ရှောက်မှုတွေကြားမှာရှိနေတယ်ဆိုတာသတိရပေးပါ။